မြေကြိုက်ထိုးမြို့နယ်ပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းကျောင်းစီဖိတ်ခေါ်ပါသည်ရွှေဘုံဝင်းကျောင်းကိုရောက်ပါရင်ဒီရွှေဘုံဝင်းစေတီတော်မြတ်ကြီးဖူးတွေ့ရမည်စစ်တောင်းမြေကမ်းတစ်ပြေးကအေးချမ်းလာသည်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာကတည်သုံးနေထိုင်ရာစစ်တောင်းမြေကမ်းတစ်ပြေးကစစ်တောင်းစံပြကြေးရွာစစ်တောင်းတရားကြီးအနီးမှာရှိပါသည်ရွှေဘုံဝင်းကျောင်းတော်စီအရောက်လန်းခဲ့ဖို့ဖိတ်ခေါ်ပါသည်မွန်ပြည်နယ်ဆရာမညာမြေကြိုက်ထိုးမြို့နယ်ပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းကျောင်းစီဖိတ်ခေါ်ပါသည်ရွှေဘုံဝင်းကျောင်းကိုရောက်ပါရင်ဒီကုသိုလ်လီလီပြုလို့အေးချမ်းကြမည်မြတ်ဗုဒ္ဓရဲ့ဒေသနာတရားများဟောကြားပေးမည်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာရဲ့တရားများနာယူကအမှန်နဲ့အမှားဝေခွဲပိုင်းချအပေတကားပိတ်ကြောင်းတရားများနာကြကုသိုလ်တွေရနိုင်မည်ရွှေဘုံဝင်းကျောင်းတော်သည်စစ်တောင်းတရားကြီးအနီးမှာရှိပါသည်ရောက်လန်းခဲ့ဖို့ဖိတ်ခေါ်ပါသည်တကယ်အေးချမ်းတဲ့ရွှေဘုံဝင်းကျောင်းတော်စီတကယ်အေးချမ်းတဲ့ရွှေဘုံဝင်းကျောင်းတော်သည်စစ်တောင်းတရားကြီးအနီးမှာရှိပါသည်မွန်ပြည်နယ်ဆရာမညာကမြေကြိုက်ထိုးမြို့နယ်ရဲ့ပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းဆရာတော်အရှင်သူမနာကတည်သုံးနေထိုင်ရာစစ်တောင်းမြေကမ်းတစ်ပြေးကစစ်တောင်းစံပြကြေးရွာစစ်တောင်းတရားကြီးအနီးမှာရှိပါသည်ရွှေဘုံဝင်းကျောင်းတော်စီအရောက်လန်းခဲ့ဖို့ဖိတ်ခေါ်ပါသည်မင်္ဂလာပါခင်ဗျာခုနားဆင်နေရတဲ့ဒီသချင်းကတော့ကျွန်တော်တေးသံရှင်အောင်ခန့်ပိုင်ရေးဖွဲ့တည်ဆိုထားတဲ့မွန်ပြည်နယ်အစရာမညမြေကြိုက်ထိုမြို့နယ်ရဲ့အပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းကျောင်းသို့ဖိတ်ခေါ်တေးလို့အမည်ရပါတယ်နာတော်တာဆင်နေကြတဲ့တေးချစ်ပရိသတ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာလို့လိုရာဆန္ဒပြေဝနိုင်ကြပါစေခင်ဗျာမွန်ပြည်နယ်ဆရာမညာမြေကြိုက်ထိုးမြို့နယ်ပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းကျောင်းစီဖိတ်ခေါ်ပါသည်ရွှေဘုံဝင်းကျောင်းကိုရောက်ပါရင်ဒီကုသိုလ်လီလီပြုလို့အေးချမ်းကြမည်မြတ်ဗုဒ္ဓရဲ့ဒေသနာတရားများဟောကြားပေးသည်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာရဲ့တရားများနာယူကအမှန်နဲ့အမှားဝေခွဲပိုင်းချအပေတကားပိတ်ကြောင်းတရားများနာကြကုသိုလ်တွေရနိုင်မည်ရွှေဘုံဝင်းကျောင်းတော်သည်စစ်တောင်းတရားကြီးအနီးမှာရှိပါသည်ရောက်လန်းခဲ့ဖို့ဖိတ်ခေါ်ပါသည်တကယ်အေးချမ်းတဲ့ရွှေဘုံဝင်းကျောင်းတော်စီတကယ်အေးချမ်းတဲ့ရွှေဘုံဝင်းကျောင်းတော်သည်စစ်တောင်းတရားကြီးအနီးမှာရှိပါသည်မွန်ပြည်နယ်ဆရာမညာမြေကြိုက်ထိုးမြို့နယ်ရဲ့ပိုင်းစစ်တောင်းစံပြကြေးရွာကရွှေဘုံဝင်းဆရာတော်အရှင်သူမနာကတည်သုံးနေထိုင်ရာစစ်တောင်းမြေကမ်းတစ်ပြေးကစစ်တောင်းစံပြကြေးရွာစစ်တောင်းတရားကြီးအနီးမှာရှိပါသည်ရွှေဘုံဝင်းကျောင်းတော်စီအရောက်လန်းခဲ့ဖို့ဖိတ်ခေါ်ပါသည်
ရှင်သူမနာသည်ပကူတိုင်းကိုမြို့နယ်ပိုင်းတပြေကံကြီးရွာခမီးတော်မူအောင်စိတ်နေမဲတော်တော်နွဲတို့မှာမြမတက္ကရီ1338ခုနှစ်နရောလာဇန်73ရက်နေ့တောက်ကြနေ့တွင်မွေးပွားခဲ့တဲ့တတိယမြောက်သားရတနာပါမွန်ပြည်နယ်အစရမညာကမြေကြိုက်ထုံမြို့နယ်ရဲ့ပိုင်စစ်တောင်းစံပြချေရွာကရွှေဘုံဝင်းကြောင်းတိုက်ကြီးစီခရီးတက္ကရီ4ရက်တလ2018မြန်မာတက္ကရီ1389ခုနှစ်ရာသူလစု3ရက်နေ့ကြာသာပတိနေ့တွင်စတင်ရောက်ရှိခဲ့ပါသည်ရွှေဘုံဝင်းကြောင်းတိုက်ကြီးစီရောက်ရှိခဲ့ချိန်မှစရာသာသနာ့ဓမ္မစတိယဝဲတစိန်တော်ရာရွှေဘုံဝင်းဆရာတော်ရှင်သူမနာသည်သာသနာပြုလုပ်ငန်းများစွာကျိုးပန်းဆောင်ရွက်မွန်မြတ်စိတ်စေတနာသာသနိကဆောက်ဦးများလည်းအစဉ်တိုးတက်စေကစာတင်စာပေပူချာပฏิယတ်ဒီလုပ်ငန်းများတရားဒေသနာဟောကြားခြင်းပฏิပတ်တိပါကတိဝါယဝိပဿနာကတိဝါယဝိပဿနာတရားစကားတွေလည်းဖွင့်လှစ်ဟောကြားရာသာသနာပြုလုပ်ငန်းပြပြပရိယိတလုပ်ငန်းမကျဲမှာကျိုးပန်းဆောင်ရွက်မွန်မြတ်တဲ့ဆရာတို့စေတနာကြာတိသူအများမုရိတာပွားစိတ်ဘဝင်နှလုံးရွှင်ပြုံးပါစေခမညာရွှေဘုံဝင်းဆရာတော်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာရဲ့သာသနာပြုလုပ်ငန်းဖျားပြမင်္ဂလာပါခင်ဗျာခုနားဆင်ရတဲ့ဒီသချင်းကတော့ကျွန်တော်တေးတန်ရှင်အောင်ခန့်ပိုင်ရေးဖွဲ့တည်ဆိုထားတဲ့ရွှေဘုံဝင်းဆရာတော်အရှင်သူမနာရဲ့သာသနာပြုလုပ်ငန်းများအမည်ရတဲ့ဒီသချင်းဖြစ်ပါတယ်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာသည်ပကူတိုင်းကိုမြို့နယ်ပိုင်းတပြေကံကြီးရွာခမီးတော်ဦးအောင်စိတ်နေမဲတော်တော်နွဲတို့မှာမြမတက္ကရီ1338ခုနှစ်နရောလာဇန်73ရက်နေ့တောက်ကြနေ့တွင်မွေးပွားခဲ့တဲ့တတိယမြောက်သားရတနာပါမွန်ပြည်နယ်အစရမညာကမြေကြိုက်ထုံမြို့နယ်ရဲ့ပိုင်စစ်တောင်းစံပြချေရွာကရွှေဘုံဝင်းကြောင်းတိုက်ကြီးစီခရီးတက္ကရီ4ရက်တလ2018မြန်မာတက္ကရီ1389ခုနှစ်ရာသူလစု3ရက်နေ့ကြာသာပတိနေ့တွင်စတင်ရောက်ရှိခဲ့ပါသည်ရွှေဘုံဝင်းကြောင်းတိုက်ကြီးစီရောက်ရှိခဲ့ချိန်မှစရာသာသနာ့ဓမ္မစတိယဝဲတစိန်တော်ရာရွှေဘုံဝင်းဆရာတော်ရှင်သူမနာသည်သာသနာပြုလုပ်ငန်းများစွာကျိုးပန်းဆောင်ရွက်မွန်မြတ်စိတ်စေတနာသာသနိကဆောက်ဦးများလည်းအစဉ်တိုးတက်စေကစာတင်စာပေပူချာပฏิယတ်ဒီလုပ်ငန်းများတရားဒေသနာဟောကြားခြင်းပฏิပတ်တိပါကတိဝါယဝိပဿနာကတိဝါယဝိပဿနာတရားစကားတွေလည်းဖွင့်လှစ်ဟောကြားရာသာသနာပြုလုပ်ငန်းပြပြပရိယိတလုပ်ငန်းမကျဲမှာကျိုးပန်းဆောင်ရွက်မွန်မြတ်တဲ့ဆရာတို့စေတနာကြာတိသူအများမုရိတာပွားစိတ်ဘဝင်နှလုံးရွှင်ပြုံးပါစေခမညာရွှေဘုံဝင်းဆရာတော်ရွှေဘုံဝင်းဆရာတော်အရှင်သူမနာရဲ့သာသနာပြုလုပ်ငန်းဖျားပြ
ကန်တွေကကြိုက်ထိုမြို့ပိုင်းစစ်တောင်းဆန်းပြရွာရွှေဘုံပွင့်ကြောင်းဝင်းတွင်တီးထားတဲ့ရွှေဘုံပွင့်စီဒီဗရဏနာယကခေါ်သည်အရှင်သူမနာဦးဆောင်ငါတီတိန်တော်ကြီးလဲအောင်ခဲ့ပြီဓမ္မယုံကြီးလဲအောင်တော့မည်တပိဒါယကဒါယကမပေါင်းကောင်းမှုစုစုပြုခဲ့လေပြီမိတိုင်းစီထိုးလင်းရင်တာလာပေသည်တာရုခေါ်ပါသည်တာရုခေါ်ပါသည်ရွှေဘုံဝင်မိသားစုမှာပေါင်းစုလို့တာရုခေါ်ပါသည်အလူဒါယကဒါယိကာမှာဥထုံထုံဒေါ်တန်တန်အေးတို့စတင်မတီး၍ခုနှစ်ရဲ့သားသမီးများပေါင်းစုရာကွန်ကရီလမ်း၍လေဆောက်လုပ်ပြီးစီအောင်မြင်ခဲ့ပြီတာရုခေါ်ပါသည်တာရုခေါ်ပါသည်ရွှေဘုံပွင့်မိသားစုမှာပေါင်းစုလို့တာရုခေါ်ပါသည်မင်္ဂလာပါခင်ဗျာခုနားဆင်နေရတဲ့တေးချင်းကိုတော့ရေးသားသူကတစ်ဝိုင်အရှင်သူမနာနဲ့ဦးလေးနိုင်စစ်တောင်းတို့ဖြစ်ပါတယ်ကျွန်တော်တေးတန်ရှင်အောင်ခန့်ပိုင်မှာတီဆိုထားပြီးတေးချင်းအမည်ကိုတော့အများကောင်းမှုပေါင်းစုတာတို့ခေါ်လို့အမည်ပေးထားပါတယ်တောတာရှင်ပြိတ္တာအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါလို့ခင်ဗျာစစ်တောင်းမြစ်ကမ်းတစ်ပြေကကြိုက်ထိုမြို့ပိုင်းစစ်တောင်းဆန်းပြရွာရွှေဘုံပွင့်ကြောင်းဝင်းတွင်တီးထားတဲ့ရွှေဘုံပွင့်စီဒီဗရဏနာယကခေါ်သည်အရှင်သူမနာဦးဆောင်ငါတီတိန်တော်ကြီးလဲအောင်ခဲ့ပြီဓမ္မယုံကြီးလဲအောင်တော့မည်တပိဒါယကဒါယကမပေါင်းကောင်းမှုစုစုပြုခဲ့လေပြီမိတိုင်းစီထိုးလင်းရင်တာလာပေသည်တာရုခေါ်ပါသည်တာရုခေါ်ပါသည်ရွှေဘုံဝင်မိသားစုမှာပေါင်းစုလို့တာရုခေါ်ပါသည်အလူဒါယကဒါယိကာမှာဥထုံထုံဒေါ်တန်တန်အေးတို့စတင်မတီး၍ခုနှစ်ရဲ့သားသမီးများပေါင်းစုရာကွန်ကရီလမ်း၍လေဆောက်လုပ်ပြီးစီအောင်မြင်ခဲ့ပြီတာရုခေါ်ပါသည်တာရုခေါ်ပါသည်ရွှေဘုံပွင့်မိသားစုမှာပေါင်းစုလို့တာရုခေါ်ပါသည်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ရွှေဘုံဝိဓမဗိမာန်တော်ကြီးရေစချလူတော်ခရီးတက္ကရီ16ရက်12လ2021မြန်မာတက္ကရီ1383ခုနှစ်ဒေါ်လာဇန်73ရက်နေ့ကြာသပတေးနေ့မှာလို့ကျင်းပမည်ရွှေဘုံပွင့်ဓမ္မဗိမာန်တော်ကြီးရေစချလူတော်ပွဲနေရွှေဘုံပွင့်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ပွဲကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်ရွှေဘုံပွင့်ဆရာ
ဝါရော26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ရွှေဘုံပွင့်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ခရီးတက္ကရီ16ရက်17လ2021မြန်မာတက္ကရီ1383ခုနှစ်နတော်လာဇန်73ရက်နေ့ကြာသပတေးနေ့မှာနော်ကျင်းပမည်ရွှေဘုံပွင့်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ပွဲနေ့ရွှေဘုံပွင့်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ပွဲလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်ကျောင်းတိုက်ကြီးမတီအလှရှင်ဦးအောင်ထွန်းတော်ရဲ့ရွှေသားဖြစ်သူဝင်မြင်တော်မြဝင်းမိသားစုရဲ့မတီလူရန်နဲ့ရွှေဘုံဝင်ကျောင်းတိုက်ကြီးကိုခရီးတက္ကရီ4ရက်တလ2018မြန်မာတက္ကရီ1389ခုနှစ်ပြာသူလာစု3ရက်နေ့ကြာလာပတိနေ့တွင်ရောက်ရှိခဲ့ချိန်မှစကားရွှေဘုံဝင်ဓမ္မဗိမာန်တော်ကြီးကို3နှစ်တွင်တည်ဆောက်ပြီးစီဖို့စိတ်မကြံထိတ်ထန်ပြူသာကြိုးစားဆောင်ရွက်ခဲ့သမျှပြေဝအောင်မြင်လို့သာရွှေဘုံဝင်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ပွဲနေ့ရွှေဘုံဝင်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ပွဲကြီးစင်နွယ်ကျင်းပတဲ့ရက်မြဲလူတော်မင်္ဂလာပါခင်ဗျာအခုနားဆင်နေရတဲ့တေးသချင်းကတော့ရွှေဘုံပွင့်ဆရာတော်အရှင်သူမနာအားဦးထိပ်ပန်ဆင်ကကျွန်တော်တေးတန်ရှင်အောင်ခန့်ပိုင်ရေးဖွဲ့တည်ဆိုထားတဲ့ရွှေဘုံပွင့်ဆရာတော်အရှင်သူမနာရဲ့ဝေးနေ့အလူတော်လို့အမည်ရပါတယ်ခင်ဗျာရွှေဘုံပွင့်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ရွှေဘုံပွင့်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ခရီးတက္ကရီ16ရက်17လ2021မြန်မာတက္ကရီ1383ခုနှစ်နတော်လာဇန်73ရက်နေ့ကြာသပတေးနေ့မှာနော်ကျင်းပမည်ရွှေဘုံပွင့်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ပွဲနေ့ရွှေဘုံပွင့်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ပွဲကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်ကျောင်းတိုက်ကြီးမတီအလှရှင်ဦးအောင်ထွန်းတော်ရဲ့ရွှေသားဖြစ်သူဝင်မြင်တော်မြဝင်းမိသားစုရဲ့မတီလူရန်နဲ့ရွှေဘုံဝင်ကျောင်းတိုက်ကြီးကိုခရီးတက္ကရီ4ရက်တလ2018မြန်မာတက္ကရီ1389ခုနှစ်ပြာသူလာစု3ရက်နေ့ကြာလာပတိနေ့တွင်ရောက်ရှိခဲ့ချိန်မှစကားရွှေဘုံဝင်ဓမ္မဗိမာန်တော်ကြီးကို3နှစ်တွင်တည်ဆောက်ပြီးစီဖို့စိတ်မကြံထိတ်ထန်ပြူသာကြိုးစားဆောင်ရွက်ခဲ့သမျှပြေဝအောင်မြင်လို့သာရွှေဘုံဝင်ဓမ္မဗိမာန်တော်ကြီးရေစက်ချလူတော်ပွဲနေ့ရွှေဘုံဝင်ဆရာတော်အရှင်သူမနာရဲ့ဝါတော်26ဝါသက်တော်45နှစ်ပြည့်မွေးနေ့လူတော်ပွဲကြီးစင်နွယ်ကျင်းပတဲ့ရက်မြဲလူတော်
ကြောင်းနိုင်ဆရာတော်ဖရာဦးတုံးတရရဲ့ကျေးဇူးကုန်ကြီးရှေးဖွဲ့မကုန်နိုင်မီတေးဖွဲ့မကုန်နိုင်မီတပိတကနိကမများမူဒီတာပွားဝင်ကြောမဆုံးနိုင်မီအေယာဝတီတိုင်းဘိုးကလေးမြို့ပိုင်းဆက်ဆံမြုံငယ်စက္ကရန်ဒီကြောင်းနိုင်ဆရာတော်ဖရာဦးတုံးတရရဲ့ကျေးဇူးကုန်ကြီးရှေးဖွဲ့မကုန်နိုင်မီတေးဖွဲ့မကုန်နိုင်မီတပိတကနိကမများမူဒီတာပွားဝင်ကြောမဆုံးနိုင်မီ1959နေုံလာစု12ရက်မှသည်သာသနာအာဇာနည်ညီမင်းကြီးထွက်ပေါ်လာ၍မိုက်မောင်ခွေလိုလေးပြရဲ့တပိတကနိကမများမြတ်ဖျားဘုံယုံယုံကြည်တရားမှုတို့ဖြူအားဖြူပါလို့ကြည်ညိုမဆုံးနိုင်မီတရားတစ်စုံသိင်ကြောင်းစီရဲ့နဲ့အဖက်ဖက်မှာတူတက်ခဲ့ပြီစက္ကရန်ဒီတူကြောင်းနိုင်ဆရာတော်သည်အသက်နဲ့ခန္ဓာတည်တွေသည်ထမ်းရွက်ခါသာဆောင်ရွက်မည်ဗုဒ္ဓသာသနာနာဂတ်သည်တိုးတက်ဝေစာစေရမည်မုံမြတ်တဲ့ဒိဋ္ဌံပြုလူဆရာနေတကညီညွတ်စွာသာတည်ဆောင်ရွက်သမျှသည်နိဗ္ဗာန်တောင်ကံတလန်းဖို့မျှော်ရည်ဆရာတော်ဖရာဦးတုံးတရရဲ့ကျေးဇူးကုန်ကြီးရှေးဖွဲ့မကုန်နိုင်မီတေးဖွဲ့မကုန်နိုင်မီတပိတကနိကမများမူဒီတာပွားဝင်ကြောမဆုံးနိုင်မီအေယာဝတီတိုင်းဘိုးကလေးမြို့ပိုင်းဆက်ဆံမြုံငယ်စက္ကရန်ဒီကြောင်းနိုင်ဆရာတော်တပိတကနိကမများမူဒီတာပွားဝင်ကြောမဆုံးနိုင်မီ1959နေုံလာစု12ရက်မှသည်သာသနာအာဇာနည်ညီမင်းကြီးထွက်ပေါ်လာ၍မိုက်မောင်ခွေလိုလေးပြရဲ့တပိတကနိကမများမြတ်ဖျားဘုံယုံယုံကြည်တရားမှုဖြူပါလို့ကြည်ညိုမဆုံးနိုင်မီတရားတစ်စုံသိင်ကြောင်းစီရဲ့နဲ့အဖက်ဖက်မှာတူတက်ခဲ့ပြီစက္ကရန်ဒီတူကြောင်းနိုင်ဆရာတော်သည်အသက်နဲ့ခန္ဓာတည်တွေသည်ထမ်းရွက်ခါသာဆောင်ရွက်မည်ဗုဒ္ဓသာသနာနာဂတ်သည်တိုးတက်ဝေစာစေရမည်မုံမြတ်တဲ့ဒိဋ္ဌံပြုလူဆရာနေတကညီညွတ်စွာသာတည်ဆောင်ရွက်သမျှသည်နိဗ္ဗာန်တောင်ကံတလန်းဖို့မျှော်ရည်
ဖြစ်တော်မူတဲ့ချေရေခွေကတင်ပြခြင်းကြောင့်ကြာတိသူအများကမုဒိတာပွားတာရုခေါ်1323ခုတဘူတွေလာဆုံး3ရက်တောက်ကြနေညက်နေဒီနာရီချေဘုကလေးမြို့မြို့သစည်းကုန်းကြီးရွာအုပ်စုစားမလောက်ရွာဇာတိမီဟာခင်ဦးအောင်ညွန့်နေမိခင်တော်ကြီးတို့မှမွေးဖွားတော်မူခဲ့ပါကလေး1336ခုနှစ်ဒုတိယဝါဆိုလာဇန်17ရက်နေ့တနင်္လာနေ့သာမဏေဘဝရောက်တော်မူတဲ့နေ့1343ခုနှစ်တပေါင်းလာစုံလေးရဲ့9နာရီမိနစ်30ချိန်ခါလေးဥတုံတရဆရာတော်ဘုရားယဟန်ဘဝကိုရောက်တော်မူတဲ့ချိန်ရဗုဒ္ဓတရားထွန်းရှိတည်တဲ့ဆွဲလုံးလာထားကကြိုးစားဆောင်ရွက်နေရဗုဒ္ဓတရားထွန်းရှိတည်တဲ့ဆွဲလုံးလာထားကကြိုးစားဆောင်ရွက်နေမုံမြတ်တဲ့ဆရာတော်စေတနာတွေကြာတိလူတွေမူရိတာဝေပြမသက်မေကျင်နိုင်မဏိဘဝရောက်တဲ့ရဲ့နေ့ယဟန်ဖြစ်တော်မူတဲ့ချိန်ရေဖွဲ့ကတင်ပြခြင်းကြောင့်ကြာတိသူအများမုဒိတာပွားတာရုခေါ်1323ခုတဘူရဲလာဆုံး3ရက်တောက်ကြနေညက်နေ4နာရီချေဘုကလေးမြို့နေသစည်းကုန်းကြီးရွာအုပ်စုစားမလောက်ရွာဇာတိမီဖခင်ဦးအောင်ညွန့်နေမိခင်တော်ကြီးတို့မှမွေးဖွားတော်မူခဲ့ပါကလေး1336ခုနှစ်ဒုတိယဝါဆိုလာဇန်17ရက်နေ့တနင်္လာနေ့သာမဏေဘဝရောက်တော်မူတဲ့နေ့1343ခုနှစ်တပေါင်းလာစုံလေးရဲ့9နာရီမိနစ်30ချိန်ခါလေးဥတုံတရဆရာတော်ဘုရားယဟန်ဘဝကိုရောက်တော်မူတဲ့ရဗုဒ္ဓတရားထွန်းရှိတည်ရဲ့စီဆွဲလုံးလာထားကကြိုးစားဆောင်ရွက်နေရဗုဒ္ဓတရားထွန်းရှိတည်တဲ့စီဆွဲလုံးလာထားကကြိုးစားဆောင်ရွက်နေမုံမြတ်တဲ့ဆရာတော်စေတနာတွေကြာတိသူတွေမူရိတာဝေပြမသက်မေကျင်နိုင်ရ1334
သနာဝန်ထမ်းရှင်ရန်ဘဝသို့ရောက်ခဲ့ချိန်မှာနော်ပရိယတ်တိစာပေတွေသင်ကြားခဲ့တဲ့ကြောင်းနိုင်များနဲ့ဆရာတော်အရှင်သူမြတ်တွေကိုရေးဖွဲ့လို့တင်ပြပါတော့ဆရာတော်ဦးသုံးသရသည်မြတ်ဗုဒ္ဓသာသနာတော်ရောင်ဝါနေသူနင်းစီတော်ဤဒိဋ္ဌံဤစိတ်တန်လူသာသနာဝန်ထမ်းရှင်ရန်ဘဝသို့ရောက်ခဲ့ချိန်မှာနော်ပရိယတ်တိစာပေတွေသင်ကြားခဲ့တဲ့ကြောင်းတိုင်းများနဲ့ဆရာတော်အရှင်သူမြတ်တွေကိုရေးဖွဲ့လို့တင်ပြပါတော့ဝိသုဒ္ဓရာမစာသင်တိုက်ဆရာတော်ဝိသိဋ္ဌဒီကဘာနကဒီကနိကာယကောဝိရာသီရိမဝါရဓမ္မစတိယပါရဏတိတဝဆရာတော်ဖရာကြီးပခုမြို့ရဲ့သာသနာမှန်တိုင်းကျောင်းတိုင်းဆရာတော်ပါရဏတံဝရာဆရာတော်ဖရာကြီးတို့အထံ၌ပင်ဓမ္မစတိယဝိနည်းဝိရုအောင်မြင်သည်ထိတင်ကြားခဲ့လို့ဘုံကလေးမျိုးနေပိုင်ဆက်ဆံမြို့ငယ်ရေဒနာစကရန်သည်ကြောင်းတိုက်ကြီးတွေကောင်းစွာတရင်သူနေထိုင်နေပြီတပိတကဒကမများမူရိတာတာကဓမ္မကြီးမျက်စိတိုက်တွေးဆုံးမခါခါပင်တရားမြတ်သာသနာထမ်းရွယ်ခါတာတေခါမပင်မရှင်လန်းဝမ်းမြောင်ပြီးရှာသည်မြတ်ဗုဒ္ဓသာသနာတော်ရောင်ဝါနေသူလင်းစီတော်ဤဒိဋ္ဌံဤစိတ်တန်လူသာသနာဝန်ထမ်းရှင်ရန်ဘဝသို့ရောက်ခဲ့ချိန်မှာနော်ပရိယတ်တိစာပေတွေသင်ကြားခဲ့တဲ့ကြောင်းတိုင်းများနဲ့ဆရာတော်အရှင်သူမြတ်တွေကိုရေးဖွဲ့လို့တင်ပြပါတော့မဟာဝိသုဒ္ဓရာမစာသင်တိုက်ဆရာတော်ဝိသိဋ္ဌဒီကဘာနကဒီကနိကာယကောဝိရာသီရိမဝါရဓမ္မစတိယပါရဏကိတဝဆရာတော်ဖရာကြီးပကူမြို့ရဲ့သာသနာမှန်တိုင်းကျောင်းတိုင်းဆရာတော်ပါရဏတံဝရာဆရာတော်ဖရာကြီးတို့ထံ၌ပင်ဓမ္မစတိယဝိနည်းဝိရုအောင်မြင်သည်ထိသင်ကြားခဲ့လို့ဘုံကလေးမျိုးနေပိုင်ဆက်ဆံမြို့ငယ်ရေဒနာစကရန်သည်ကြောင်းတိုက်ကြီးတွေကောင်းစွာတရင်သူနေထိုင်နေပြီတပိတကဒကမများမူရိတာထာကတရားရည်အမျက်စီတိုက်တွေးဆုံးမခါခါပင်တရားမြတ်သာသနာထမ်းရွယ်ခါတာတေခါမပင်မရွှင်လန်းဝမ်းမြောက်နေ
သည်စက္ကရန်သည်ပရိယေတိစာတင်တိုက်ကြီးကို1990မှာစတင်လို့တိဆောက်ခဲ့ပါသည်တန်ဃာတော်အပါလေးတဲ့ကျော်စာပေတွေပို့ချခဲ့သည်ထိုမှတပန်းဆက်ဆက်အုပ်စုရဲ့တန်ခါနာယကဥက္ကဋ္ဌတောင်းတိုင်းဝင်းနီလူတောင်းသာသနာပြုသည်ဆရာတော်ဦးသုံးတရာဤသာသနာပြုလုပ်ငန်းများကိုရှေးဖွဲ့ကတင်ပြပါသည်နွေရာသည်ဆက်ဆက်လေးနဲ့ညီကွန်ကရစ်လမ်းများခင်းပြခဲ့သည်တပိတကားတကမများဟုအတိပညာပေးဟောပြောဆုံးမသည်အမှန်မှန်ခွဲပြားခွဲခြားနိုင်မှု၏ကောင်းမြတ်တဲ့စေတနာနှင့်ညီသာသနာပြုတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်ဒီလူတွေသမိုင်းဝင်စေသည်ပြန်လေတာမြတ်သူငါတရဘွားမျက်နှာရွယ်ရီမဲလို့ဖြင့်ကြည်နူးစွာဖူးတွေ့နိုင်ခဲ့ပြီကောင်းမြတ်တဲ့စေတနာနဲ့ညီသာသနာပြုတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်စက္ကရန်သည်ပရိယေတိစာတင်တိုက်ကြီးကို1990မှာစတင်လို့တိဆောက်ခဲ့ပါသည်သံဃာတော်အပါလေးတဲ့ကျော်စာပေတွေပို့ချခဲ့သည်ထိုမှတပန်းဆက်ဆက်အုပ်စုရဲ့တန်ခါနာယကဥက္ကဋ္ဌတောင်းတိုင်းဝင်းနီလူတောင်းသာသနာပြုသည်ဆရာတော်ဦးသုံးတရာဤသာသနာပြုလုပ်ငန်းများကိုရှေးဖွဲ့ကတင်ပြပါသည်2017အချိန်ရာသည်ဆက်ဆက်လေးနဲ့ညီကွန်ကရစ်လမ်းများခင်းပြခဲ့သည်တပိတကားတကမများကိုအတိပညာပေးဟောပြောဆုံးမသည်အမှားမှန်ခွဲပြားခွဲခြားနိုင်မှု၏ကောင်းမြတ်တဲ့စေတနာနဲ့ညီသာသနာပြုတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်ဒီသူတွေသမိုင်းဝင်စေ
သူငါတရပွားညနေပဲရီမန်းလို့ဖြင့်ချီနူးသောအခုတွေ့နိုင်ခဲ့ပြီကောင်းရတဲ့စေတနာနဲ့ညီသာသနာပြုတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်တခါတစ်ခေါက်တော့ပြင်လာရောက်လက်ဆွေအရင်နဲ့မတူတမှုထူလူမြို့ရဲ့လာပနာရလူနေလဲလာလဲပါဆွေလဲလာလဲပါလေတခါတစ်ခေါက်တော့လေလာတဲ့ချင်းမေပိုးကလေးမြို့နယ်ပိုင်းဆက်ဆန်းမြို့ကကျူသူပါလေဆက်ဆန်းမြို့ငယ်ကလေးကိုတခါတစ်ခေါက်တော့ဖြင့်လာရောက်လေဆွေအရင်နဲ့မတူတမှုထူလူမြို့ရဲ့လာပနာရလူနေလဲလာလဲပါဆွေလဲလာလဲပါဆွေတခါတစ်ခေါက်တော့လေလာတဲ့ချင်းမေဘိုးကလေးမြို့နယ်ပိုင်းဆက်ဆန်းမြို့ကကျူသူပါတယ်လေရှေးလာရင်လေဆက်ဆန်းကန်းကြီးမျိုးရဲ့လာပါတွင်မြင်တွေ့ရမလဲနေညိုချင်းညနေချင်းမှာအပြူပြဲကလေးများလာသွေးကြွေလူနေဆိုင်ကလေးတဝီဝီစီယာလေးတဲ့ဝေကရဲ့နဲ့ဆန်ရွယ်လာကတကယ်ပဲဆန်းမြို့ကန်းကြီးပကြီးလိုက်မမီပဲရဝေကဆွေတခါတစ်ခေါက်တော့ဖြင့်လာလေစီခြင်းမေအေးယောရီသာကာကြီးစီလို့လေကုန်းလဲကလာခဲ့ရင်လေလေဟောရွေတဲ့စိတ်ထားများနဲ့နှွေးထွေးသွားရင်ကြိုးစုံမလေးအလားပေါင်းစုံတင်းနေမီရောက်လန်းငယ်ဆွေဆက်ဆက်မျိုးကကြိုးစုရတယ်လေတခါတစ်ခေါက်တော့ဖြင့်လာရောက်လေဆွေအရင်နဲ့မတူတမှုထူလူမြို့ရဲ့လာပနာရလူနေလဲလာလဲပါဆွေလဲလာလဲပါဆွေတခါတစ်ခေါက်တော့လေလာတဲ့ချင်းမေဘိုးကလေးမြို့နယ်ပိုင်းဆက်ဆန်းမြို့ကကျူသူပါတယ်လေရှေးလာရင်လေဆက်ဆန်းကန်းကြီးမျိုးရဲ့လာပါတွင်မြင်တွေ့ရမလဲနေညိုချင်းညနေချင်းမှာအပြူပြဲကလေးများလာသွေးကြွေလူနေဆိုင်ကလေးတဝီဝီစီယာလေးတဲ့ဝေကရဲ့နဲ့ဆန်ရွယ်လာကတကယ်ပဲ
စမ်းမြို့ကမ်းကြီးမကြီးလိုက်မမီပဲရဝေးကဆွေတစ်ခါတစ်ခေါက်တော့ဖြင့်လာလေစီခြင်းမေအေးရောက်ဒီသာကာကြီးစီလို့လေကုန်းလန်းကလာခဲ့ရင်လေလေပေါ်ရွေတဲ့စိတ်ထားများနဲ့နှွေးထွေးသွားရင်ကြိုးစုံမလေးအလားပေါင်းစုံတင်းနေပြီရောက်လန်းငယ်စီဆက်ဆက်မျိုးကကြိုးစုရတယ်လေ